မင်္ဂလာပါရှင်ဒီနေ့ကျမတို့ရောက်နေတာကတော့မန္တလေးတိုင်းတိမ်ကြီးမြို့နယ်ကရွှေစာရန်ဖျားပွဲပဲဖြစ်ပါတယ်နှစ်စဉ်တပေါင်းလာပြည့်နေ့ကနေလာပြည့်ကျော်9ရက်နေ့အထိကျင်းပတာဖြစ်ပေမဲ့တပေါင်းလာတိုင်းကလေးကပွဲစည်းတယ်တွေဖျားမှုလာကြသူတွေနဲ့စီကားနေပါပြီဒီနေ့မှာတော့ပွဲစည်းတယ်မကပဲမနက်တတွဲစရာကောင်းတဲ့ရာဇဝင်လေးကိုပါပြောပြပေးသွားမှာမို့အဆုံးထိကြည့်ပေးကြပါအောင်ရှင်ရွှေစာရန်ဖျားကိုပကံပြည့်ရှင်အနော်ရထမင်းကြီးရဲ့မိဖုရားရှမ်းမင်းသမီးလေးစောမွန်လာကတည်ထားခဲ့တာဖြစ်ပါတယ်အနော်ရထမင်းကြီးရဲ့မိဖုရားဖြစ်လာတဲ့ရှမ်းမင်းသမီးလေးချစ်မြတ်လို့ခံရတာကိုတခြားမိဖုရားတွေကမနာလို့ဖြစ်ပြီးမင်းသမီးလေးရဲ့နှထောင်းတော်ဟာဓာတ်တော်ကိန်းဝတ်နေပြီးအလင်းရောင်တွေထွက်နေရကြောင်းထုံးကဝေးလို့ဆွဆွဲခဲ့ကြပါတယ်ဒီလိုနဲ့အနော်ရထမင်းကြီးရဲ့အမိန့်ကြောင့်မင်းသမီးလေးဟာပကံကနေနေရရှမ်းပြည်ကိုပြန်လာခဲ့ရပါတယ်။လမ်းခရီးမှာခဏနားနေတဲ့အချိန်ချောင်းထဲကိုနှထောင်းပြုတ်ကျသွားခဲ့တယ်။ပြုတ်ကျသွားရဲ့နှကိုင်းကိုစာကလေးတွေကဝင်းရံပြီးမြေပေါ်မကျအောင်ပူဇော်တာကိုတွေ့ရတဲ့အခါအဲ့ဒီနေရာမှာနှထောင်းတစ်ဖက်ကိုထပ်ပနာ၍ရွှေစာရန်ဆိုတဲ့အမည်နဲ့ဇီတီတီခဲ့ပြီးဟောင်းကိုလည်းနှထောင်းကျချားလို့အမည်တွင်ခဲ့တာပေါ့။မင်းသမီးလေးဟာနေရပြန်ရင်ဒီပေါင်းမျိုးအနီးမှာကျန်တောင်တစ်ဖက်ကိုထပ်မံထားပနာ၍ဘော်ကျိုဖျားကိုတီးခဲ့ပြီးအဲ့ဒီမှာပဲငါမတန်းဖြစ်ကဘဝတစ်ပါးပြောင်းသွားခဲ့ရရှာပါတယ်ရွှေစာရန်ဖျားရင်မြင့်တော်ပေါ်မှာစောမွန်လာမင်းသမီးရဲ့ထော်နန်းဆောင်ရှိတယ်လို့ဖျားရဲ့အနောက်မြောက်ဖက်မှာအောင်မြေလည်းရှိပါတယ်ဒါအပြင်အုတ်လေကားလေးတွေကနေဒုက္ခတွေမြကမ်းဘေးကိုဆင်းပြီးတစ်ဖက်ကမ်းကိုကူးပါနှထောင်းကြဖျားတာဝုံဖျားကိုလည်းဖူးညော်နိုင်ပါသေးတယ်ပွဲစည်းတန်းမှာထူးခြားတာကတော့ကျောက်ဆယ်စင်ငိုင်ဘက်ကလာရောက်တဲ့ထရွက်နဲ့လှုပ်ထားတဲ့လက်မှုပစ္စည်းလေးတွေပါထရွက်ပကြီးညှက်ရုပ်အားရုပ်လေးတွေကရွှေစာရန်ဖျားပွဲရဲ့အမှတ်တညာတစ်ခုပဲဖြစ်ပါတယ်ရွှေစာရန်ဖျားကိုရောက်ပြီဆိုရင်တော့ထရွက်ပကြီးလေးတွဲမှပြည့်စုံပါနော်ပြီးတော့ရှမ်းသေးတယ်တွေကလည်းစမ်းပြည်ဒေတာထွက်ကုန်တွေလာရောက်ရောင်းချလေးရှိကြပါတယ်ရွှေစာရန်ဖျားဟာရှမ်းမင်းသမီးလေးစောမွန်လာရဲ့ရစ်ကွဲဖွယ်ရာဇလန်းလေးကိုပြန်တွေးမိစေပါတယ်။တမိုင်းလဲလေးလာရင်ခုလိုလဲယူလို့ရတဲ့ဒီပွဲတော်ကိုတစ်ခါလောက်ခေါ်လာခဲ့ဖို့ဖိတ်ခေါ်ချင်ပါတယ်။ကျမတို့ရဲ့ Go with Saint Channel လေးကိုလည်း like and subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်။နောက်ထပ်ခရီးစဉ်တွေမှာပြန်တွေ့ကြမယ်အားလုံးပဲအားရတဲ့နေ့လေးဖြစ်ပါစေ။